နှစ်ချိုက်စွာအိပ်ပျော်နေတဲ့ဘလူးကြီးတကောင်နိုးထလာခဲ့ပါပြီ။သူဟာလက်တွေမှာခတ်ထားတဲ့တန်ကြေချင်းတွေကိုငုံကြည့်ရင်ခဏချင်းမှာပဲဒေါသအမျက်ချောင်းချောင်းထွက်သွားခဲ့တာပါ။ပြီးတော့သူ့ကိုဖမ်းဆီးထားတဲ့ကြိုးတွေကိုအပိုင်းပိုင်းပြတ်အောင်ဆွဲဖြတ်ပစ်လိုက်ပြီးဓာတ်ခွဲခန်းထဲကလူတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့တတဝါကြီးနဲ့ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ဓာတ်ခွဲခန်းထဲကလူတွေဟာဘာလို့ရမှန်းမသိပဲအသက်လူပြီးထွက်ပြေးခဲ့ကြရတာပေါ့။ဒါပေမဲ့သူတို့တွေမြေအောက်ဓာတ်ခွဲခန်းကနေမနေယုံထွက်ပြီးခါမှပဲဒီငရဲကလာတဲ့ဘလူးကြီးဟာအဆောက်အုံကိုရိုက်ခွဲပြီးမြေပြင်ပေါ်ကိုတက်လာခဲ့ပါတယ်။အမှန်တော့ဒီဘလူးကြီးဟာနော်ဝေဒန်နာကြီးတဲက troll လို့ခေါ်တဲ့ကြောက်ဘလူးကြီးပဲဖြစ်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ဟာမြေကြီးတွေကြောက်တုံးတွေနဲ့ဖွဲ့စည်းထားပြီးသူ့ရဲ့အရိုးတွေကတော့ရေခဲထက်တောင်ပိုပြီးအေးဆက်နေပါတယ်။ပြီးတော့သူ့ကိုစမ်းသက်ကွက်တစ်ခုလိုသဘောထားခဲ့တဲ့လူသားတွေကိုမထီမဲ့မြင်ကြည့်ပြီးဘာကိုမှလှည့်မကြည့်ပဲထွက်ခွာသွားခဲ့ပါတော့တယ်။ဒါပေမဲ့ဒီဓာတ်ခွဲခန်းကကပ်ပေးဟာစစ်တပ်ရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုကိုခံလိုက်ရပါတယ်။ကန့်ကွက်မှုတွေဘလောက်ပဲရှိရှိအစင်းမြင့်စစ်ဗိုလ်ချုပ်ကတော့ဒီဘလူးကြီးကိုအပြက်ရှင်းပစ်ဖို့ဓာတ်ရိုက်အမိန့်ပေးခဲ့တာပါ။ဒီအချိန်မှာပဲဘလူးကြီးဟာနှိမ့်လျှော့စီစခန်းတစ်ခုစီရောက်ရှိသွားပြီးပါတီပွဲကျင်းပနေတဲ့အဆောက်အအုံရဲ့အမိုးကိုအစိမ့်လိုက်ခွာချပစ်လိုက်ပါတယ်။သူတို့ရှိတဲ့မှာရောက်နေတဲ့ဒီလောက်ရုပ်ဆိုးဆိုးကြောက်စရာကောင်းတဲ့တရဝါကြီးကိုမြင်လိုက်ရတဲ့အခါလူအုပ်ကြီးရဲ့ပထမဆုံးတုံ့ပြန်မှုကထွက်ပြေးဖို့မဟုတ်ခဲ့ပါဘူး။ထူးထူးဆန်းဆန်းပဲလူတိုင်းကဖုန်းတွေကိုစီထုတ်ပြီးဗီဒီယိုရိုက်ဖို့ပြင်နေကြတာပါ။ဒါပေမဲ့ဒီလိုမစင်မကျင်လုပ်ရက်ကြောင့်သူတို့တွေမကြခင်မှာပဲတံမိုးကြီးကြီးပေးလိုက်ရပါတယ်။ဘီလူးကြီးကလူတွေကိုတယောက်ပြီးတယောက်ကောက်ဝါးနေတဲ့အချိန်မှာပဲစစ်တပ်ရဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်တွေရောက်လာပြီးဒီသေးထိတ်ရင်ဖို့မြင်ကွင်းကိုမမီတာမီဘုံကျဲတိုက်ခိုက်ပါတော့တယ်။စစ်သားတွေကရဟတ်ယာဉ်ပေါ်ကခရမ်းလုံရောင်ကြီးအောက်မီးတွေအကုန်လုံးကိုဖွင့်ပြီးဘီလူးကြီးစီတက်တက်မတ်မတ်ဦးတည်လိုက်ပါတယ်။ဆူးရှာလုံးနဲ့အလင်းရောင်ကြောင့်ဘီလူးကြီးဟာနာကျင်စွာနဲ့အော်ဟစ်အော်ပါတော့တယ်။ပြီးတော့ဘေးနားကကေဘယ်ကျိုးတိုင်ကိုဆွဲယူပြီးရဟတ်ယာဉ်တွေစီအားပြင်းပြင်းနဲ့လွှဲရိုက်ပစ်လိုက်ပါတယ်။ရဟတ်ယာဉ်တစ်စင်းရဲ့အမီးပိုင်းကိုတက်တက်ထိမှန်သွားပြီးထိန်းချုပ်မှုမဲ့ကပြစ်ကျသွားခဲ့တာပေါ့။မိမိရဲ့ရဲဘော်ရဲဘက်ရှေ့တင်တေဆုံးသွားတာကိုမြင်လိုက်ရတဲ့အဖော်ဖြစ်သူစစ်သားဟာဝမ်းနဲ့ဒေါသထွက်ပြီးချက်ချင်းပြန်လဲတိုက်ခိုက်ပါတယ်။ဒါပေမဲ့ဘလူးကြီးကတော့ဒီမိုက်မဲတဲ့လူသားဘူးဆွတ်ဖက်တွေကိုအေးဆက်ဆက်ပဲစိုက်ကြည့်နေခဲ့တာပါ။အနားမှာရှိတဲ့သိပ္ပံပညာရှင်တယောက်ကတော့ဒီလိုဘလူးကြီးနဲ့ရှင်ရင်လူသားတွေကဘာမှမဟုတ်တာမို့တိုက်ခိုက်နေတာတွေကိုချက်ချင်းရပ်ဖို့ကြံတဲ့စစ်သားတွေကိုအလောတကြီးတတိပေးပါတော့တယ်။ဘလူးကြီးကသူတို့ကိုဂယုမဆိုင်တဲ့အကြည့်နဲ့တစ်ချက်ကြည့်ပြီးကေဘယ်ကျိုးတိုင်ကိုလွှင့်ပစ်ကလူသားတွေရဲ့မျိုးပြတွေစီကိုတောင်းကျမ်းဖို့အတွက်တလန်းချင်းလှမ်းလျှောက်သွားပါတော့တယ်